စာအုပ်အုပ်ထဲနဲ့လူတွေရဲ့အတွေးအပြောအလုပ်ကဏ္ဍ၃ခုလုံးကိုပြည့်ပြည့်စုံစုံနဲ့ရေးပြထားတဲ့စာအုပ်တကယ်တော့ဒီစာအုပ်ကပေါ့နော်၃အုပ်လောက်ထုတ်ဝေလို့ရတယ်ခွဲပြီးတော့ဒါပေမဲ့ဒီမှာတအုပ်ထဲနဲ့လုံးဝကိုပြည့်ပြည့်စုံစုံနဲ့ရေးထားတာဆိုတော့ဒါထုတ်ဝေထားဆိုစာရေးသူရဲ့စေတနာမေတ္တာတွေကိုဒါတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါဒီစာအုပ်မှာစာရေးသူကဘလောက်တောင်အားထုတ်ထားတယ်လဲအားစိုက်ထားတယ်လဲဆိုတာကိုမာတိကာကိုကြည့်ရနဲ့သိနိုင်တယ်လုံးဝကိုအသေးစိတ်ကိုမာရိကာဒီနဲ့လှုပ်ပေးထားတာဒါနဲ့ကျွန်တော်စာရေးသူရဲ့အကြောင်းလေးကိုအနည်းအချင်းလေးမိတ်ဆက်ပေးခြင်းပါတယ်စာရေးသူကတော့ဒါအရှင်စန်နီမှာကလောင်နမေကတော့အရှင်စန်နီမှာရွှေကန်ဒဝင်ပေါ့နော်အဲ့ဒါနဲ့ထုတ်တယ်အဲ့တော့ဆိုတော့ဗုဒ္ဓအဆုံးအမတွေရဲ့အငွေသက်တွေကိုခံစားရမှာပါပြီးတော့ဆရာတော်1992ခုနှစ်မှာသာသနာပေါင်ထဲကိုဝင်ခဲ့တာပေါ့နော်ပြီးတော့ဒါလောကီလောကုတ္တရာဘွဲတွေပညာရက်တွေကိုသူအမြဲတမ်းစီးပူးနေတယ်ဆရာတော်ကစာရီလည်းရေးသားပြီးထုတ်ဝေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ညွှန်ပေးမဲ့စာအုပ်ကဒါစရမအကျဉ်းတော်မှပြန်လဲထုတ်ဝေရတဲ့စာအုပ်ဆိုတော့ဒါနေရာတနေရာရပြီးအောင်မြင်တဲ့စာအုပ်လို့ပြောရမယ်ပြီးတော့ဒီရဲ့စာအုပ်ထဲမှာဘဝနေထိုင်နည်းနဲ့အောင်မြင်ရေးစာစုတွေဒါဖတ်ကိုဖတ်ရမယ့်စာစုတွေအများကြီးပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်စာအုပ်ကလေးကိုပြောပြမယ်စာအုပ်ကလေးကတော့ဒါအရှင်စန်နီမှာဒါရေးသားထားတဲ့မိမိကိုယ်ကိုပြုပြင်ခြင်းဆိုတဲ့စာအုပ်လူတွေကကျွန်တော်တို့တွေအရင်ဆုံးတွေးရတယ်တွေးပြီးရခါကျမှကျွန်တော်တို့တွေးလိုက်တဲ့ဟာဒီအတွေးကောင်းတယ်ဒီတွေးလေးကတော့မကောင်းဘူးဆိုတဲ့ဝေဖန်ပိုင်းခြားပြီးတော့မှကျွန်တော်တို့တွေပြောကြရတယ်ပြောပြီးသွားပြီဆိုရင်တော့ငါဒီလိုလေးပြောလိုက်တဲ့အချိန်မှာဒါလေးကတော့ကောင်းတယ်မကောင်းဘူးပေါ့မူတည်ပြီးတော့ကျွန်တော်တို့ရဲ့အလုပ်ကိုဆက်လုပ်ရတယ်ပေါ့နော်အဲ့တိုင်းပဲဒီဆရာတော်ကဒီထဲမှာဆိုရင်အတွေးရဲ့အပြောရဲ့အလုပ်ရဲ့ဆိုပြီးခန္ဓာ၃ခုနဲ့ဒါတပိုင်းချင်းစီမှာဒါရေးပြထားတာပိုင်းခြားပြီးတော့ရေးပြထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အကြံဉာဏ်လေးပေးခြင်းနဲ့ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်ဘာလဲဆိုတော့ကြတော့ဒီအပိုင်း၃ပိုင်းပါတယ်လို့ပြောရပေါ့နော်အဲ့မှာဆိုပထမဆုံးအတွေးပိုင်းကိုကျွန်တော်တို့တွေဖတ်မယ်ဖတ်ပြီးသွားပြီဆိုရင်ဒါပြီးရောမဖတ်ဖဲနဲ့ဒီရဲ့အတွေးပိုင်းတွေကိုလေ့လာမယ်ဒီအတိုင်းဟုတ်လားငါဒီလိုတွေးနေရဲ့လားနေ့စုတဝမှာငါတွေးတဲ့အတွေးတွေကဘယ်လိုမျိုးရှိနေလဲစမ်းစစ်ပါသိကြပြီလားဒီဟာနဲ့ငါဘာတွေကိုအတွေးတွေကိုပြုပြင်ပြောင်းလဲရမလဲဆိုတာတွေကိုပြုပြင်ပြောင်းလဲဖို့အရင်ဆုံးလုပ်ပါအတွေးပြီးသွားပြီဒါအတွေးမာရင်ကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲစရာတွေအများကြီးတွေရှိရပေါ့နော်ဘလောက်ပဲကောင်းတာတွေပဲတွေးချင်ရင်စိတ်ရဲ့ဆန္ဒအရာတော့မကောင်းတဲ့ negative ဘက်ကိုပို့ပြီးတော့ဆွဲငင်အားပို့ပြီးကောင်းတယ်အဲ့တော့အတွေးတွေကိုကျွန်တော်တို့ပြောင်းလဲကြမယ်အတွေးပြီးသွားပြီဒီထဲမှာပါတဲ့အတွေးခန္ဓာကိုတေချာကြေညက်ပြီးကိုလည်းအဆင်ပြေပြီးလိုက်တွေ့ဘွားမှာလည်းအသုံးရတာအဆင်ပြေပြီးဆိုတော့မှနောက်ထပ်တစ်ဆင့်ဖြစ်တဲ့အပြောခန္ဓာအပြောခန္ဓာကိုအတွေးခန္ဓာတေချာကျင်ညက်ပြီးဆိုမှတတ်ပါအပြောခန္ဓာမှာလည်းထိုနည်း၎င်းပဲဒီအပြောခန္ဓာကိုဖတ်ပြီးသွားပြီဆိုကျွန်တော်တို့ကျင့်ကြည့်မယ်ပြောကြည့်မယ်လုပ်ကြည့်မယ်အဲ့ဒါတွေပြီးသွားပြီဆိုတော့ကမှနောက်တစ်ဆင့်အနေနဲ့အလုပ်ခန္ဓာကိုတတ်မယ်ပေါ့နော်ဒီမှာပြောခဲ့တဲ့အတိုင်းပဲစာအုပ်က3အုပ်လောက်ခွဲထွက်ပြီးတော့ထုတ်လို့ရရတဲ့နဲ့တအုပ်ထဲအပြီးထုတ်ပေးထားတာအဲ့တော့ပြီးရောပေါ့ပါဒီလိုကြီးမဖတ်စေချင်ဘူးပေါ့နော်ဒါပေမဲ့ဆရာတော်ရေးထားတဲ့စာအုပ်လေးတွေကစာသားလေးတွေကရုပ်ရှင်နဲ့ဖတ်ရတာနားလည်လွယ်တယ်အဲ့တော့တစ်ခါတည်းတစ်ထိုင်နဲ့ဖတ်မှာကိုကျွန်တော်စိုးရိမ်လို့ပေါ့နော်ဒီဟာလေးကို highlight လုပ်ပြီးကျွန်တော်ပြောပြရကဲဒါဆိုရင်ကျွန်တော်ဒီစာအုပ်ထဲကအတွေးခန္ဓာတွေကတပိုက်လေးကိုကျွန်တော်ဖတ်ပြချင်ပါတယ်မာနာမကြီးအောင်တတိဆောင်မာနာကြီးခြင်းဟာဘဝကြာရှုံးဖို့အတွက်အဓိကအကြောင်းရင်းတစ်ခုပါမာနာကြီးနေရင်အများကရှောင်ဖယ်သွားတတ်ကြသလိုဘယ်သူမှလည်းအပေါင်းအသင်းမလုပ်ကြတော့ပါဘူးမာနာကြီးနေရင်မိဘဆရာသမားညီကိုမောင်နှမတွေနဲ့လည်းအဆင်မပြေဖြစ်တတ်ပါတယ်မာနာကြီးနေရင်မိတ်ဆွေတငယ်ချင်းလှုပ်ဖို့ကင်ဘတ်တွေနဲ့လည်းအဆင်မပြေဖြစ်တတ်ပါတယ်မာနာကြီးနေရင်အထက်လူကြီးတွေနဲ့လည်းအဆင်မပြေဖြစ်တတ်ပါတယ်မာနာကြီးနေရင်အောက်လူငယ်တွေနဲ့လည်းအဆင်မပြေဖြစ်တတ်ပါတယ်အားလုံးနဲ့အဆင်မပြေသလိုအလုပ်လည်းမဖြစ်ပါဘူးမာနာမကြီးမှအားလုံးနဲ့အဆင်ပြေသလိုအလုပ်လည်းဖြစ်တတ်ပါတယ်ဒါကြောင့်ဘဝအတွက်ကောင်းကျိုးလည်းမပေးအဆင်လည်းမပြေအလုပ်လည်းမဖြစ်တဲ့မာနာမကြီးအောင်တတိဆောင်ပါတဲ့ဒါလူတွေကတော့ပြောကြရလေရှိတဲ့မာနမရှိတဲ့မာနဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒါမာနနဲ့ပတ်သက်ပြီးတော့ဆရာတော်ရေးပြထားတဲ့စာစုလေးပေါ့နော်
ဒီစာအုပ်ကိုအချင်းချင်းအနေနဲ့ပြောပါဆိုရင်ဘဝမှာအခုလက်ရှိရနေတဲ့ရလက်ထက်ပို့ပြီးတော့ကောင်းမွန်တဲ့ရလက်တွေပို့ပြီးတော့ကောင်းမွန်တဲ့ပြောင်းလဲမှုတွေပေးဆောင်မဲ့စာစုတွေပါဝင်တဲ့စာအုပ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီစာအုပ်ကလေးကတော့သူ့ရဲ့ခေါင်းစဉ်အတိုင်းပဲမိမိကိုယ်ကိုပြုပြင်ခြင်းဆိုတဲ့ခေါင်းစဉ်တိုင်းကိုယ့်ရဲ့ဘဝကိုပြုပြင်ပြောင်းလဲဖို့အတွက်အရန်ကိုအသုံးဝင်တဲ့စာအုပ်ပြီးတော့ဒီစာအုပ်ထဲကခုနလိုအတူလေးတွေဖြစ်တဲ့အတွက်ဒါကိုကြိုက်တယ်ဆိုရင်တော့မှကြိုက်တဲ့ဟာလေးကို print ထုတ်ပြီးတော့ကိုနဲ့အဆင်ပြေတဲ့နေရာကိုမြင်တာတဲ့နေရာလေးတွေကတ်ထားမယ်ဆိုရင်တော့မှအဆင်ပြေတဲ့စာစုလေးတွေပါတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်ဆို sticky note ကလေးတွေနဲ့လုပ်ထားတယ်ဒါနောက်တစ်ခါပြန်ဖတ်ရင်ဒီရဲ့ highlight ကလေးတွေကိုကျွန်တော်ပို့ပြီးအသားပေးဖတ်ရမယ်ဟာပေါ့နော်သိကြတာတော့စာအုပ်စင်မှာဖတ်ပြီးတော့ဒီလိုမျိုးထိုးထားရမယ်စာအုပ်တော့မဟုတ်ဘူးဒီလိုမျိုးကိုနဲ့လလန်းမီယာလေးမှာအလွယ်တကူထားပြီးတော့နည်းနည်းချင်းဖတ်မယ်တွေးမယ်လုပ်မယ်ဆိုတဲ့လောက်ကောင်းတဲ့ဖတ်လို့ကောင်းတဲ့စာအုပ်ပေါ့နော်စာအုပ်ကတော့ခေါင်းစဉ်ကမိမိကိုယ်ကိုပြုပြင်ခြင်းဒါအရှင်စံဒီမှာရွှေကန္တဝင်ကနေပြီးတော့ရေးထားတာစတမအချင်းရှိပြီဒါထုတ်ဝေတဲ့စာအုပ်တိုက်ကတော့ပန်းဆက်လန်းစာအုပ်တိုက်ပေါ့နော်ဒါတက်မိုးအနေနဲ့ပြောမယ်ဆိုရင်ဒါ1000ကျပ်ပေါ့နော်မြန်မာငွေ1000ကျပ်ဖြစ်ပါတယ်စာအုပ်လေးကို review ပေးတာကျွန်တော်ဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်